တစ္ဆာရှိပြိုင်လေရုတ်တရက်တိမ်မကြီးတစ်ခုဟာကျဲလောင်စွာငိုကြွေးပြီးမိုးသေးတန်ရွာချခဲ့တယ်အကြောင်းရင်းကတော့သူဖန်တီးလိုက်တဲ့အရာတိုင်းဟာကြောက်စရာကောင်းပြီးအနေရရှိလို့ပါအဲ့ဒီတတဝါတွေကတိမ်ကိုကူညီပေးနေတဲ့ပြိုင်းကိုအမြဲတမ်းဒုက္ခပေးနေခဲ့တယ်နောက်ဆုံးမှာပြိုင်းကပင်ပန်းလာပြီးတခြားတိမ်တွေစီပြန်တန်းထွက်ခွာသွားခဲ့တယ်အဲ့ဒီတိမ်တွေကကြောင်လေးတွေခွေးလေးတွေလူသားကလေးငယ်လေးတွေလိုချစ်စရာကောင်းပြီးကျင်နာတက်တဲ့တတဝါတွေကိုဖန်တီးခဲ့ကြတယ်တိမ်တစ်ခုစီမှာပြိုင်းတစ်ကောင်စီရှိပြီးအဲ့ဒီတတဝါတွေကိုကမ္ဘာနေရာအသီးသီးစီပို့ဆောင်ပေးရတဲ့တာဝန်ရှိတယ်ပို့ဆောင်ပြီးတဲ့နောက်ပြိုင်းဟာနောက်ထပ်ပစ္စည်းထုတ်ယူဖို့တိမ်စီပြန်လာခဲ့တယ်ဒီတော့အတွင်းမှာတိမ်မကြီးရဲ့ပြိုင်းကသူ့ရဲ့နောက်ဆုံးပို့ဆောင်မှုကိုအပြီးတက်ပြီးပြန်လာခဲ့တယ်သူဟာတိမ်မကြီးနဲ့ခဏဆော့ကစားပြီးနောက်ထပ်ပစ္စည်းထုတ်ကိုတောင်းဆိုခဲ့တယ်ဒီတစ်ချိန်မှာတိမ်မကြီးကသူ့ကိုမိချောင်းငယ်လေးတစ်ကောင်ပေးလိုက်တယ်အဲ့ဒီမိချောင်းကအရန်ကိုအနေရများလို့ပြိုင်းကိုကိုက်လို့နီးနီးဖြစ်ခဲ့တယ်တိုးတိုင်ပြိုင်းကလက်မလျှော့ခဲ့ပါဘူးသူဟာပစ္စည်းထုတ်ကိုတေးသေးချာချာကောက်ကင်ပြီးပို့ဆောင်ဖို့ပြန်တန်းသွားခဲ့တယ်သူပြန်ရောက်တဲ့အခါအရန်ကိုပင်ပန်းနေခဲ့တယ်သူဟာမောမောနဲ့အသက်ရှူနေပြီးသူ့ရဲ့အမွေးတောင်ချို့လဲကြကြနေခဲ့တယ်တိမ်မကြီးကသူ့ကိုအမျက်နှစ်သိမ့်ပေးပြီးသူဖန်တီးထားတဲ့နောက်ထပ်တတဝါကိုပြသခဲ့တယ်ပြိုင်းကကြောက်လန့်တကြားနောက်ဆုတ်လိုက်ပေမဲ့ဥချိုသေးသေးလေးတွေပါတဲ့စိတ်ပေါက်လေးတစ်ကောင်ကပြေးလာပြီးသူ့ရင်ဘတ်ကိုတိုက်မိခဲ့တယ်ပြိုင်းကတခြားပြိုင်းတွေဟာသူတို့ရဲ့ချစ်စရာကောင်းတဲ့တတဝါတွေနဲ့ပျော်ရွှင်စွာဆော့ကစားနေတာကိုသတိထားမိခဲ့တယ်သူဟာနင်းနေမနာလိုဖြစ်ခဲ့ပေမဲ့တိမ်မကြီးကိုမစွန့်ခွာဖို့ဆုံးဖြတ်လိုက်တယ်သူဟာစိတ်ပေါက်လေးကိုလည်းဂယုတစိုက်ပို့ဆောင်ပေးခဲ့တယ်နေ့လယ်ရောက်တော့ပြိုင်းဟာမောပန်းနွမ်းနယ်နေခဲ့တယ်သူပြန်ရောက်တဲ့အခါတိမ်မကြီးကတိုးတကောင်လိုပုံပန်းတန်တန်ရှိတဲ့အမွေးပုတ်တိမ်အဖြစ်ပြောင်းသွားခဲ့တယ်ဒါပေမဲ့အထဲမှာစူးကြုံလေးတွေပါတဲ့ပုတ်ခက်ကြွက်လေးတစ်ကောင်ပုံနေခဲ့တယ်သူ့ရဲ့စူးတွေကပြိုင်းကိုတကူလုံးထိုးနေခဲ့ပေမဲ့သူကဂယုတစိုက်ကောက်ယူပြီးပို့ဆောင်ပေးခဲ့တယ်သူပြန်ရောက်တဲ့အခါသူ့ရဲ့ခေါင်းတစ်ခုလုံးစူးတွေနဲ့ပြည့်နေခဲ့တယ်တိမ်မကြီးကစူးတွေကိုဖြည်းဖြည်းချင်းဖယ်ရှားပေးရင်ပြိုင်းကိုစိတ်မကောင်းဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာတိမ်မကြီးကငါးမန်းငယ်လေးတစ်ကောင်ကိုဖန်တီးခဲ့တယ်ပြိုင်းကကြောက်လန့်သွားပြီးလုံခြုံမှုအတွက်တခြားတိမ်တွေစီပြန်တန်းသွားခဲ့တယ်ဒါကိုမြင်တော့တိမ်မကြီးကဒေါသထွက်ပြီးကျဲလောင်စွာမိုးချင်းခဲ့တယ်ဒါပေမဲ့တခြားတိမ်တွေစီကနေပြိုင်းကနောက်ထပ်ပစ္စည်းထုတ်ယူနေတာကိုမြင်လိုက်တဲ့အခါသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစွန့်ပစ်မသွားဘူးဆိုတာသူသိလိုက်တယ်အထီးကျန်တယ်လို့ခံစားရလို့တိမ်မကြီးဟာပိုပြီးငိုကြွေးခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာပြိုင်းကပစ္စည်းထုံးတဲ့အတူသူ့စီပြန်လာတာကိုတွေ့လိုက်တယ်ဒီတစ်ချိန်မှာပြိုင်းကတခြားတိမ်တွေစီကနေအကာအကွယ်ပစ္စည်းတွေငှားလာခဲ့တယ်တိမ်မကြီးကအယမ်းပျော်ရွှင်သွားတယ်သူ့သူငယ်ချင်းသူ့ကိုမစွန့်ခွာသွားဘူးဆိုပြီးဝမ်းမြောက်စွာပွေ့ဖက်လိုက်တယ်ပြိုင်းကနောက်ထပ်ပစ္စည်းထုတ်ကိုတောင်းဆိုခဲ့တယ်ဒီတစ်ချိန်မှာတိမ်မကြီးကလျှက်စစ်ငါးရှစ်လေးတစ်ကောင်ဖန်တီးခဲ့ပြီးသူတို့နှစ်ဦးဟာပျော်ရွှင်စွာဆော့ကစားခဲ့ကြတယ်